အားလုံးပဲမင်္ဂလာပါဒီနေ့ sign လက်ဆွဲ application ဘယ်လိုသုံးရလဲဆိုတာပြောပြပေးပါမယ် Okay အဲ့ဒါ sign လက်ဆွဲ application နဲ့ဝင်လိုက်တာပေါ့နော်အရင်ဆုံးပြောပြချင်တာကဒီအောက်ကဘာမှမရှိတဲ့ tab တွေကိုပြောပြချင်တယ်ပင်မစာမျက်နှာရှိမယ်အယောင်စာမျက်နှာရှိမယ်ပစ္စည်းစင်းပေါ့နော်ကိုရောင်ပစ္စည်းစင်းပေါ့နော်သို့လောင်စာမျက်နှာရှိမယ်အဝယ်စင်းရှိမယ်ဒါကတော့ကုန်ကြစရိတ်ပေါ့နော်ကုန်ကြစရိတ်စာမျက်နှာပေါ့နော်ဒီဘက်တောက်ဆုံးကဒီကွာပုံလေးကစက်တင်ပေါ့နော်အချက်လက်စာမျက်နှာပေါ့နော်ဒီမှာကစိုင်အချက်လက်ဒီဖြည့်လို့ရမယ်ဖြည့်ထားတဲ့စိုင်အချက်လက်ကကျွန်တော်တို့ဘောက်ချဖွင့်ရင် print ထုတ်ရင်အပေါ်မှန်ပေါ့နော်ကိုဖြည့်ထားတဲ့အချက်လက်တွေနဲ့သုံးလို့ရတယ်ပေါ့နော်ဒီဟာကြတော့ pin lock နဲ့ကာကွယ်ရန်ဆိုတော့ default ကတော့1 2 3 4ပေါ့နော်ဒီမှာကကိုစိတ်ကြိုက်လဲပြောင်းလို့ရတယ်ကိုစိတ်ကြိုက်ကဏ္ဍလေးလုံးပြီးမှတိမ့်မီလို့နှိပ်လိုက်ပေါ့နော်အဲ့ဒါဆိုရင်ရပြီ Okay အရင်ဆုံးတော့ကျွန်တော်တို့ sign စင်းsign အချက်လက်ကိုအရင်ဖြည့်တာပေါ့နော်ကျွန်တော်တို့ဥပမာအနေနဲ့ top shop ဆိုပြီးတော့ top store ပေါ့နော် STOI store top store ထည့်ထားနိုင်မယ်မဟုတ်တယ် shop ပေါ့နော်ကိုကြိုက်တဲ့နာမည်ထားလို့ရပါတယ် sign လိပ်စာကပြည့်စုံလဲထည့်လို့ရတယ်ဒါဥပမာအနေနဲ့ပြတယ်ဆိုတော့ရန်ကုန်ပဲထည့်ထားလိုက်ပါမယ်ဆက်သွယ်ဖုန်းလဲကိုကြိုက်တဲ့နံပါတ်ပေါ့နော်ကျွန်တော်တို့ကြိုက်တဲ့နံပါတ်ထည့်လိုက်တယ်တကယ်သုံးမယ်ဆိုတော့ကိုနံပါတ်ကိုထည့်ပေါ့နော်ဒီမှာသိသိမီကိုနှိပ်လိုက်သူသိသိထားမယ်ဒီအချက်လက်တွေကိုနော် Okay အရင်ဆုံးကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ကုန်ကြစရိတ်ကိုအရင်ပြောပြပေးမယ်နော်ကုန်ကြစရိတ်ကဥပမာဒီမှာထည့်လို့ဒီအပေါင်းလေးကိုနှိပ်ပြီးတော့ကိုကြိုက်တာထည့်လို့ရတယ်ကိုကြိုက်တာဆိုတာထက်ကုန်ကြစရိတ်ဘာတွေရှိတယ်စရင်တွင်းထားလို့ရတယ်ပေါ့နော်ကုန်ကြစရိတ်ကျွန်တော်တို့ဥပမာအနေနဲ့ဆိုင်ကန်းကပေါ့နော်ဆိုင်ကန်းကထည့်ထားတယ်3သိန်းပေါ့နော်ဥပမာအနေနဲ့3သိန်းထည့်ထားတယ်3သိန်းဒီအဝါလေးကပြန်ပြီး edit လုပ်လို့ရတယ်ဒါကပြန်ဖြတ်လို့ရတယ်ဒီဘက်တောက်ကပြန်ပြီး delete ပြန်လုပ်လိုက်လို့ရတယ်ပေါ့နော်အင်တာနက်ဘယ်ထည့်ထားတယ်နောက်တစ်ခုကဒါပါတော့3000ပေါ့နော်3000ထည့်ထားတယ်နောက်တစ်ခုကနောက်တစ်ခုဝန်ထမ်းတွေထည့်ကြည့်တယ်နော်ဝန်ထမ်းစာကဒီမှာတိတ်ကလည်းဘယ်နေ့မှတ်လို့ရတယ်နော်ဝန်ထမ်းကထားပါတော့ကျွန်တော်3သိန်းဥပမာအနေနဲ့3သိန်းထည့်ထားရနော်မှတ်ရလွယ်အောင် Okay ဒီထည့်ထားတဲ့အားတွေကိုကျွန်တော်တို့ဒီမှာပင်မစာမျက်နှာမှာတွက်နှုတ်မယ်လုပ်ငန်းလက်ပတ်ငွေတွေကနေတွက်နှုတ်မယ်အသက်အမြတ်ငွေတွေကနေတွက်နှုတ်မယ်နော်ဒါကပေးငါကကို edit ပြန်လုပ်လို့ရတယ်ဒီမှာ3000နေရာမှာ9000 edit လုပ်ကြည့်တာပေါ့နော် Okay ပြန်ဖြတ်လို့လည်းရတယ်ဒါတော့ကုန်ကြစရိတ်ပေါ့နော်ကုန်ကြစရိတ်နဲ့ပတ်သက်ပြီးတော့ရှင်းပြပေးတာပါနောက်တစ်ခုကဝယ်စင်းကိုတွားလိုက်အောင်ဝယ်စင်းကြတော့ကျွန်တော်တို့ဝယ်စင်းကိုတွားမယ်ဝယ်စင်းကကျွန်တော်တို့ဝယ်သူနာမည်ဦးမောင်မောင်ပေါ့နော်ဥပမာအနေနဲ့ဦးမောင်မောင်ရှိကရက်ဆွဲမှတ်လို့ရမယ်ဦးမောင်မောင်ရှိကဘာဝယ်လဲဦးမောင်မောင်ရှိက
ကျွန်တော်ဥမာထားပါတော့ box 1ဝယ်ထားတယ်ဒီအတွက်ကအခု90တခု900နှုန်းနဲ့900ဝယ်ထားတယ်ဥမာမောင်ရှိက box 1ဆိုတဲ့ပစ္စည်းကိုမျိုး90ဒီအတွက်90တခု900နှုန်းနဲ့ဝယ်ထားတယ်အဲဒါသူကတွက်ထားပြီးသား2000ဝယ်ပေါ့2000ဝယ်နောက်တစ်ခုက box 2ပေါ့နော် box 2ထပ်ဝယ်တယ်ဥမာမောင်ရှိကနေပြီးတော့ဒီအတွက်က60တခုကို150နဲ့နော်โอเคဒီမှာမှတ်ချက်ကထည့်သိမ်းထားလို့ရတယ်နော်ဟိုမဖုန်းဆိုင်နေပါတော့ IMEI နံပါတ်ဒီပါလေး IMEI နံပါတ်ဒီပါသိမ်းထားလို့ရတယ်ကဲရများတန်စာကားလေးအညာလေးပေါ့အခုဝယ်တဲ့အချိန်မှာတကူမှတ်ချက်ထည့်သွင်းထားလို့ရတယ်โอเคဒီဒါကိုသိမ်းစီလိုက်ပြီနော်သိမ်းစီလိုက်ပြီဆိုရင်ပစ္စည်းကကိုဝယ်လိုက်ပြီဆိုရင်ကိုရှိပစ္စည်းမရောက်သေးဘူးကိုမှတ်ထားလို့ရတယ်ပေါ့နော်မောင်မောင်ရှိကဝယ်ထားတဲ့ဟာတွေ edit ပြန်လုပ်လို့ရမယ် box 1ဝယ်ထားတယ် box 2ဝယ်ထားတယ် box ထပ်လည်းထပ်ထည့်လို့ရမယ်နော်ထပ်လည်းပစ္စည်းထပ်ထည့်လို့ရမယ်ရှိပြဟာလည်းပြန်ဖြတ်လို့ရတယ်နော်โอเคဒါကအဝယ်စင်းပေါ့နော်ပစ္စည်းစင်းနဲ့ကိုခုနအဝယ်စင်းနဲ့ကပစ္စည်းတွေမရောက်ဘူးနော်ဘာနှိမ့်မှရောက်မလဲဆိုတော့ပစ္စည်းရောက်ရှိကိုနှိပ်လိုက်မှပစ္စည်းစင်းနဲ့ကိုရောက်သွားမယ်အကယ်၍ပစ္စည်းစင်းမှာဒါလိုက်လေ Excel file နဲ့ကနေတခါတည်း import လုပ်လို့ရတယ်ဒီ import button လေးကိုနှိပ်ရင်ပစ္စည်းတခါတည်း import လုပ်လို့ရမယ် Excel file နဲ့ပစ္စည်း list ကိုလေ okay ပစ္စည်းရောက်ရှိကိုနှိပ်လိုက်ပါပြီပစ္စည်းရောက်ပြီမောင်ရှိကပစ္စည်းတွေရောက်ပြီဆိုရင်ကိုရှိမှာပစ္စည်းစင်းမှာ list တွေပေါ်လာပြီပစ္စည်းစင်း list တွေဒါပစ္စည်းစင်းထဲမှာပေါ်လာရင်အရင်က900ရောင်းတာဘယ်လောက်လဲဆိုတော့ဒီမှာ edit ပြန်လုပ်ရပါမယ်900ကိုကလက်လီသေးက600နဲ့ရောင်းမယ်10လုံးယူရင်950နဲ့ရောင်းမယ်ပေါ့နော်ဒါကိုဒီမှာတစ်ခါတည်းမှတ်ထားလို့ရတယ်နောက်ပြီးတော့ဒီမှာဒီကုတ်ကဒီကုတ်ကဘယ်လိုအလုပ်လုပ်လဲဆိုတာပြောပြမယ်နော်နောက်မှပြောပြမယ်โอเคအယောင်းမတင်သေးဘူးအယောင်းတင်မဲ့တင်ထားလို့ရတယ်နော်အယောင်းမတင်သေးဘူးဆိုရင်အယောင်းထဲမှာမပေါ်ဘူးအယောင်းတင်မဲ့ဆိုတော့မှစိတ်ဆာမျက်နှာမှာတော့ပေါ်မယ်ပေါ့နော်โอเคနောက်တစ်ခုကဒီမှာ box 2ကိုလက်ကျန်60ရှိတယ်အရင်က150ရောင်းမှာ200နဲ့ရောင်းမယ်200နဲ့ရောင်းမယ်10ခုဆိုရင်180ပေါ့နော်ကျွန်တော်ဥပမာအနေနဲ့ထားတာပေါ့ဒီမှာပုံလဲကိုစိတ်ကြိုက်ရွေးချက်ထားလို့ရတယ်နော်ကိုစိတ်ကြိုက်ရွေးချက်ထားလို့ရတယ်ရောင်းတယ်မဲ့ရောင်းတယ်ကိုသတ်မှတ်ထားလို့ရတယ်โอเคသိပြီအဲ့ဒါဆိုရင်လက်ကျန်90ရှိတယ်အရင်က900ရောင်းမှာ600နော်โอเคအဲ့တော့စေးစမျက်နှာကိုတွားကြည့်တာပေါ့နော်ကျွန်တော်တို့ရောင်းမယ်ပေါ့နော်ရောင်းမယ်ဆိုရင်ဝယ်သူကဥအောင်ပေါ့နော်ဥအောင်ဖုန်းနံပါတ်ဘလောက်ပေါ့နော်လိပ်စာကရန်ကုန်ပေါ့နော်โอเคပစ္စည်းထည့်ရင် box 1မှာ box 2နှစ်ခုလုံးရောင်းမယ်ပေါ့နော်ဒီမှာ600เนาะတခုကို600နှုန်းနဲ့ရောင်းမယ်ကိုထီကဈေးမပြောင်းဘူး30ဆိုရင်950ဖြစ်သွားပြီကျွန်တော်တို့ခုနသတ်မှတ်ထားတာ box 2မှာကိုထီဈေးမပြောင်းဘူး30ဆိုရင်180เนาะโอเคဒီမှာ discount ပို့ဆောင်ကထည့်ထားလို့ရတယ်เนาะဟိုမှာ discount က900ဗျာဥပမာအနေနဲ့ပေါ့ပို့ဆောင်က3500ဒီမှာငွေရပြီး COD အကျွေးစိတ်ကြိုက်တတ်မှတ်လို့ရတယ်
ပို့ဆောင်ပြီးမပို့ဆောင်ရသေးတတ်မှတ်လို့ရတယ်နော်โอเคကျွန်တော် COD နဲ့ရောင်းလိုက်မယ်နော်ဥအောင်ရောင်းလိုက်မယ်ဖုန်းနံပါတ်တော့ကျွန်တော်ရှောက်ထည့်ထားတာပါโอเคရောင်းပြီးနေပြီရောင်းပြီးဆိုဘောက်ချထွက်လာမယ်ပေါ့နော်ဥအောင်ကျွန်တော်တို့ဟိုမှာထည့်ထားတဲ့ကိုယ့်ရဲ့ဆိုင်လိပ်စာ date ဒီလိုလေးထွက်လာမယ်နော်အဲ့ဒါကို gallery ထဲတင်ရင် save လုပ်လို့ရတယ် gallery ထဲကိုတင်ထားမယ်အကယ်၍များ print ထုတ်ချင်ရင်လည်း print ကိုနှိပ်လိုက်ရင်ကျွန်တော်တို့တစ်ခါတည်းထုတ်လို့ရတယ်ပေါ့နော် printer နဲ့ချိန်ပြီးတော့တစ်ခါတည်းထုတ်လို့ရတယ် print ထုတ်လို့ရပါတယ်စမ်းသပ်ပြီးပါပြီအားလုံး okay ဒါကျွန်တော်တို့ငွေရင်းတွေလက်ကျန်တန်ဖိုးတွေအတဲ့အမြတ်ငွေနောက်ဆုံးခုနကရောင်းအားကုန်ကြသေးရတော့ခုနဖြတ်ထားတော့မမြင်အောင်နော်ကုန်ကြသေးကဖြတ်ထားတော့ရောင်းလိုက်တဲ့ပစ္စည်းတွေကိုရောင်းမတန်းကြည့်ရင်မှနှိပ်ပြီးတော့ပြန်ကြည့်လို့ရတယ်ဥအောင်ဟောမပို့ဆောင်ပြီး COD ကနေကိုယ့်လူချီကိုပတ်စံငွေဝင်လာလဲကိုမှတ်ထားလို့ရတယ်ငွေရပြီမပို့ဆောင်ရသေးဘူးပါညာပေါ့နော်ပြောင်းလို့ရမယ် edit လုပ်လို့ရမယ် edit လုပ်လို့ရမယ်ဖြတ်လို့ရမယ်နော် order cancel ဖြစ်သွားရင်ကိုဖြတ်လိုက်လို့ရတယ်ဖြတ်လိုက်တာနဲ့ဟိုမူလတန်ဖိုးတွေပြန်တက်လာမယ်ပေါ့နော်ကျွန်တော်တို့ဒီမှာပစ္စည်းစင်းမှာလက်ကျန်40ဒီမှာ box 2ကို51နော်ကျွန်တော်တို့ဒီမှာဖောက်တဲ့စရင်းကိုဥအောင်ရဲ့ detail ကိုကြည့်လို့ရမယ်နော်ဥအောင်ဘာတွေဝယ်ထားလဲကြည့်လို့ရမယ်ကျွန်တော် data ကို backup ထုတ်ရန် data restore လုပ်ရန်ဒါကတော့ကိုရောင်းစင်းတွေကို Excel ကိုexport ပြန်ထုတ်လို့ရမယ်ပစ္စည်းစင်းကို export ပြန်ထုတ်လို့ရမယ်ဒါကတော့ printer setting ပေါ့နော်ကျွန်တော်တို့58mm နဲ့80mm မှာသူက adjust နဲ့လုပ်ရတယ်ပေါ့နော်ဒါကို printer ပုံမှန်မူတည်တယ်ပေါ့နော် printer ပုံမှန်မူတည်ပါတယ် okay ကျွန်တော် cancel ပြန်လုပ်ကြည့်မယ်နော်ကျွန်တော်တို့ရောင်းမှတ်တမ်းကိုကျွန်တော်က cancel လုပ်လိုက်မယ်ဥအောင်ကမယူတော့ဘူးပေါ့ဗျာ order cancel ဖြစ်သွားတယ်ဆိုရင်ကျွန်တော် delete နှိပ်လိုက်မယ် delete နှိပ်လိုက်ပြီဆိုတော့အရောင်းမှတ်တမ်းမရှိတော့ဘူးနော်အရောင်းမှတ်တမ်းမရှိတော့ဘူးအဲ့တော့မူလစရင်းနေပြန်တိုးသွားပြီလက်ကျန်နော်ပြန်တိုးသွားပြီဒီမှာလည်းလက်ကျန်ပစ္စည်းတန်ဖို့အတဲ့မြတ်ငွေအကုန်လုံးပြန်တိုးသွားပြီနော်โอเคဒီ OCR ဆိုတာကဒီဘာကုတ်တို့ဘာလို့လောက်တာကိုကျွန်တော်ဗီဒီယိုနောက်တစ်ပုတ်ထပ်လုပ်ပေးပါမယ်နော်ဒါကလွယ်ပါတယ်ဒီမှာပဲကျွန်တော်တို့ကုတ်တွေတတ်မှတ်ရတာပါဘာကုတ်ထဲကကုတ်ကိုဒီမှာရိုက်လိုက်ဘာကုတ်ထဲကကုတ်ကိုအပြည့်စုံဒီမှာရိုက်လိုက်ရိုက်ပြီးသွားရင်ဒီမှာစက္ကန့်ဖတ်လိုက်ဘာကုတ်စက္ကန့်ဖတ်လိုက်ကင်မရာပေါ်လာလိမ့်မယ်ဒါကိုဘာကုတ်နှိပ်လိုက်ကင်မရာပေါ်လာလိမ့်မယ်ကင်မရာမပေါ်ခင် तू ကpermission တောင်းတာပေါ့နော်ဘာကုတ်ကျွန်တော်မပြတော့ဘူးဗျာကင်မရာနဲ့ဘာကုတ် scan လိုက်ရင်ဒီမှာ auto ဝင်သွားမယ်ပစ္စည်းစရင်းတွေကအဲ့ဒါတော့ပုံမြန်တာပေါ့ဗျာပစ္စည်းတွေများရင်အဲ့ဒါဒီဘာကုတ်နဲ့ OCR scan အတွက်ဗီဒီယိုတစ်ပုတ်ထပ်လုပ်ပေးပါမယ်ကျေးဇူးပါခင်ဗျကျေးဇူးပါ